စပြီနော်ဗီဒီယိုလေးကင်မရာရှိတဲ့နေမှာထိုင်လိုက်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကဟိုဟာတွေကဘာလို့မဖြစ်တာလဲဆိုတာရယ်ဒီဟာတွေကဘာလို့မဖြစ်တာလဲဆိုတာရယ်ပဲဖြစ်တယ်ကျွန်တော်တို့ဟိုဟာကဟိုလိုဖြစ်ပြီးတော့မှဒီဟာဒီလိုဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကကြည်သလားအတန်ကောင်းသလားဆိုတာကိုကျွန်တော်ကသိချင်တာအဲဒါကြောင့်ဟိုဟာကဟိုလိုဒီဟာကဒီလိုဒီဟာကဟိုလိုပြီးတော့ဒီဟာကဒီလိုဆိုတဲ့အကြောင်းကိုကျွန်တော်ကအမှန်ကန်ပြောပြနေတဲ့ပုံစံပေါ့နော်အဲ့လိုပြောပြနေတဲ့ပုံစံမျိုးကိုကျွန်တော်ကဒီဗီဒီယိုကိုပြန်ကြည့်ပြီဆိုရင်အတန်ဘယ်လိုကြားရလဲ background ကဒီကောင်ကြီးကရှုပ်နေလားဒါမှမဟုတ်ကျွန်တော်ပေါ်ပဲ focus ဖြစ်နေလားအကင်မရာကျွန်တော်ခေါင်းရဲ့အလဲတဲ့ကြာသလားမကြာဘူးလားအဲ့ဒါတွေကိုကျွန်တော်သိချင်တာအဲ့ဒါနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုအန်းရမလားမအန်းရဘူးလားဆိုတော့ကျွန်တော်မသိဘူးအန်းနေဆိုပါလေဗီဒီယိုကိုအပြီးတက်ရမလားမပတ်သက်အပြီးတက်ရမလားမတက်ရဘူးလားဆိုတော့ကျွန်တော်ကစဉ်းစားနေတယ်အဲ့ဒါစကားအဲ့လိုမျိုးမပြောတာကြာတော့ကွာဘာဖြစ်လဲဆိုတော့လေဘင်းကအမောမခံနိုင်ဘူးဖြစ်နေတယ်အခုလောလောဆယ်ကချောင်းဆိုးနေတယ်ဒီမိုက်ကိုဒီလိုပုတ်လိုက်ဖရူဆိုပုတ်တဲ့အတန်ကြားရလားမကြားရလားဆိုတာလည်းသိချင်တယ်အဲ့ဒါကြောင့်ပုတ်ကြည့်နေတက်နဲ့ကြားရလားကြားရရင်တော့ကျွန်တော်မတော်တဆမထိအောင်လို့လက်ကိုထိန်းပြီးတော့နေရမှာပေါ့တကယ်ဒီမိုက်ကလေမတုံးမနဲ့ထားတာကြာလာပြီကွာမတုံးမနဲ့ထားတာကြာပြီဆိုတော့ဒီမိုက်ကကောင်းကောင်းအလုပ်ကိုလုပ်သေးလားမလုပ်သေးဘူးလားလုပ်လားမလုပ်ဘူးလားဆိုတော့လည်းကျွန်တော်ကဆန်းကျင်နေတာဆိုတော့ကွက်တီပဲပြောစရာစကားကွာဘယ်လိုဖြစ်လဲဆိုတော့ကိုကအရင်ဆုံး rehearsal လုပ်ထားမှာကွာပြန်ဟိုလိုဗမာလိုဘယ်လိုပြောလဲ rehearsal ကိုဗမာလိုက rehearsal လို့ပဲခေါ်တာကွာကျောင်းမှာတော့စူပေးပွဲမလုပ်ခင် rehearsal လုပ်မယ်ဆိုပြီးတော့မှအဲ့ဒါကိုဗမာလိုဘယ်လိုပြောမလဲဆိုတော့ကြိုတင်ပြင်ဆင်ပြီးတော့လုပ်ကြည့်မယ်စမ်းလုပ်ကြည့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့ပြင်ဆင်မှုအတွက်စမ်းလုပ်ကြည့်တာပေါ့ဒီဗီဒီယိုကကျွန်တော်စကားပြောတာတွေကရှာတွေလိမ့်နေတယ်ပြောပြီးသားတွေကိုပဲနောက်တစ်ခါပြောနေတယ်ဆိုတော့အဲ့ဒီပုံမှာလည်း improve လုပ်ရမယ် content ရေးတာကိုလည်းစကားမထက်အောင်နားထောင်လို့ကောင်းအောင်နားထောင်လို့ကောင်းတာထက်ကနားထောင်တဲ့လူနားလဲသွားပြီးတော့သူ့ခေါင်းထဲဝင်ပြီးတော့မှသူ့ရဲ့အလုပ်သူ့ရဲ့ယုံကြည်မှုကိုပြောင်းလဲပြီးတော့သူ့ရဲ့လုပ်ရက်တွေကိုလည်းပြောင်းလဲပေးနိုင်ပြီဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကတန်တယ်ကြည့်ရတာတန်တယ်သူများအချိန်မဖြုံးဘူးပြကြတော့ကျွန်တော်ကသူတို့ကိုကူညီပေးသလိုဖြစ်တယ်အဲဒါကြောင့်ဒီဗီဒီယိုကကောင်းတယ်ဆိုပြီးတော့သူတို့ကလည်းကြိုက်သွားမယ်ကျွန်တော်ကလည်းကျွန်တော်ဗီဒီယိုလေးထပ်ကြည့်တော့တခုခုရမှာပေါ့ဘာရမလဲကျောင်းဆရာလေးလိုမျိုး PT ဖြာတာတော့မလို့ရှင်ဘူးတခုခုရကျင်တာပေါ့ဘာလို့လဲဆိုတော့ကိုကဘဝမှာကွာကိုတကယ်လုပ်ချင်တဲ့အရာကိုလုပ်ကိုတကယ်လုပ်ချင်တဲ့အရာကိုလည်းလုပ်တယ်အဲ့ဒီလုပ်ချင်တဲ့အရာကပဲလူတွေကိုကူညီတဲ့အရာလည်းဖြစ်ရမယ်ဆိုရင်ကူညီတဲ့အရာလည်းဖြစ်တယ်ပတ်စံလည်းရတယ်ဆိုရင်ကိုကတဘဝလုံးပျော်သွားမှာကိုလုပ်တဲ့ဟာကြိုက်လဲကြိုက်တယ်နော်လူတွေအတွက်လည်းအသုံးဝင်တယ်ပတ်စံလည်းရတယ်ဆိုရင်ကိုကတဘဝလုံးပျော်မှာအဲ့လိုမဟုတ်ဘဲနဲ့ကိုတကယ်မကြိုက်တဲ့အလုပ်ကိုပဲပတ်စံရလို့လုပ်တာဆိုပြီးတော့လုပ်ရင်ကြတော့အလုပ်လုပ်တဲ့ချိန်မှာမပျော်ဘူးစိတ်ညစ်နေမယ်ဟာဒီအလုပ်ပဲချိန်ပြီးမလဲဆိုပြီးတော့ပဲစဉ်းစားမိနေမယ်ပြီးကြတော့ပျော်တဲ့ချိန်ကလည်းတိတ်မရဘူးကွာတကယ်လို့နားတဲ့ချိန်ကြတော့အလုပ်ပင်ပန်းပြီးတော့နားတော့ပျော်ဖို့အတွက်အချိန်မရတော့ဘူးအဲ့ဒါကြောင့်မလို့ကိုတကယ်ကြိုက်တဲ့အလုပ်ကိုလုပ်ပြီဆိုရင်ဘဝကပျော်စရာကြီးဖြစ်သွားမှာအဲ့တော့ကိုတကယ်ဘာကြိုက်လဲဆိုတာကိုကိုကသိအောင်လုပ်မှဖြစ်မယ်အဲ့တော့အဲ့ဒီကိုဘာကြိုက်လဲဆိုတာကိုရှာတဲ့နည်းရှိတယ်အဲ့ဒီဟာကိုကျွန်တော် content လုပ်ပြီးရေးလိုက်မယ်ပြီးတော့နားထောင်တဲ့လူတွေတကယ်သဘောပေါက်အောင်လို့ကျွန်တော်ကရှင်းလင်းနေနဲ့အချက်3ချက်ဖြစ်ဖြစ်4ချက်ဖြစ်ဖြစ်လုပ်ပြီးတော့မှပြောလိုက်မယ်အဲ့ဒါဆိုရင်အဲ့ဒီဗီဒီယိုကောင်းမယ်အဲ့ဒီ idea ကောင်းတယ်ကိုဘဝမှာတကယ်လုပ်ချင်တာဘာလဲဆိုတော့ရှာတဲ့နီလန်းအဲ့ဒီနီလန်းတွေကိုကျွန်တော် content ရေးပြီးတော့ပထမဆုံးဗီဒီယိုအနေနဲ့တင်လိုက်မယ် okay နော်အတန်ကြားလားကောင်းကောင်းကြားလားကင်မရာရဲ့အလဲတဲ့ရှိလား
background အရေးမကြီးကျွန်တော်ပြောတဲ့စကားကပဲပိုအရေးကြီးတယ်အဲ့ဒါကြောင့် background တွေပါတယ်ဟိုမလုပ်တော့ဘူးကိုပြောတဲ့ content ကလူတွေကိုဘယ်လောက်အသုံးဝင်လဲဆိုတာကိုပဲကိုကအသုံးဝင်စေအောင်ပဲကျွန်တော်က view site တော့မယ်အဲ့ဒီအောင်ပဲ view site တော့မယ်တခြားအရာတွေအရေးမကြီးဒီခိုင်းကုန်ထိုင်းကုန် gaming chair ဝယ်တာတို့ဘာညာသပင်ကြီးရွှိုင်းတာတို့ဘာလို့အဲ့ဒါတွေပေါ့သိပြီးတော့အလေးမပေးတော့ဘူး background တွေပါတယ်လည်းအရေးမကြီးဘူးတကယ်လို့ channel ကကောင်းသွားပြီဆိုရင်တော့ဟုတ်တာပေါ့ background ကောင်းရမယ် video editing လည်းကောင်းရမယ်နားထောင်တာလည်းပို